မမတို့မျှော်နေကြတဲ့မမ collection ရဲ့ design အသစ်ကလေးတွေထွက်လာပြီဆိုတော့ထုံးစံအတိုင်းလက်ဆောင်လေးတွေလည်းပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုအသေးလေးပေး share လေးလုပ်ပြီးတော့ comment မှာအကြိုက်ဆုံးတစ်စုံကိုမှန်းခဲ့နော်အခုဝတ်ထားတဲ့မီယာအင်ဒိုချီဝမ်ဆက်လေးကအသားလေးကအရန်ကောင်းပြီးတော့မှဒီဇိုင်းလေးကလိုတလောက်တောင်မှမရအောင်နော်ခြေသားဖြစ်တဲ့အတွက်ရေလေးကနည်းနည်းလေးကြုံမင်မဲ့စိုက်စာကြီးပြီးတော့ချုပ်ပေးထားတဲ့အတွက်ရေလျှော်ပြီးသွားရင်တော့မှသေးမသွားအောင်လို့ချုပ်ပေးထားပါတယ်ရွေးချယ်စရာအယောင်6ရောင်ရပြီးတော့မှအပဲဝတ်ထားတဲ့46စိုက်လေးက2400ဖြစ်ပြီးတော့စိုက်90ကတော့2500ဖြစ်ပါတယ်ရှင်အခုဝတ်ထားတဲ့ crystal ဆေးရိုက်ဒီဇိုင်းလေးကလေအသားလေးကအေးပြီးတော့မှဝေးရတာအရန်ကိုတတရှိပြီးတော့မှ Y2K vibe လေးလည်းရစေပါတယ်ဒီဝတ်စုံလေးကအဖြူလေးနဲ့ဆက်ထားတာဖြစ်တဲ့အတွက်တခြား top လေးတွေဘောင်းမီလေးနဲ့တွဲပြီးတော့ style လေးလုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါသေးတယ်ပဲကတော့ဘောင်းမီအဖြူလေးနဲ့တွဲပြီးတော့ style လေးလုပ်ပြပေးထားရနော်ပဲဝတ်ထားတဲ့46 size လေးက2100နဲ့50 size လေးကတော့2200ဖြစ်ပါတယ်ဒီ crystal one set လေးကလေ size သေးလေးပါရသေးရဲ့နော်နဒီဝတ်ထားတဲ့36 size လေးကတော့18000ဖြစ်ပါတယ်ရွေးချယ်စရာအယောင်ကြီးဆိုလို့ရှိရင်တော့အပဲဝတ်ထားသလို nose ချိုချင်းပိန်းဦးခရမ်းဗရဝါခဲပြခဲနုမြင်ငပိစိမ့်ပြအနီဆိုပြီးတော့မှ10ရောင်တော့မှရှိပါတယ်ပေါ်ပိုင်းတီးတန့်လေးတွေပဲဝတ်ချင်တယ်ဆိုပြီးပူစာနေကြတဲ့ကိုမမတွေအတွက်ဂိုက်ထိုးနဲ့တောင်မှဝယ်လို့မရတဲ့အရန်ကိုမှဝတ်လို့ကောင်းတဲ့ BKK ချီပါသားလေးကိုခုတ်ခစ်စားနေတဲ့ပန်းမွင့်ဒီဇိုင်းအကြီးကြီးကိုစရိုက်ပြီးတော့မှထုတ်ပေးထားပါတယ်ပဲဒီအင်ကြီးလေးကို style ပန့်အဖြူလေးနဲ့တွဲပြီးတော့မှ formal style လေးကိုပြပေးထားပါတယ်အင်ကြီးလေးကလေကြည့်လိုက်တော့လူကြီးဆက်မယ်လို့ထင်ထားပေမဲ့ skirt လေးနဲ့တွဲဝတ်လိုက်တဲ့အချိန်မှာလေ cute girl ပုံစံမျိုးလေးရတယ်နော်ဒီအင်ကြီးလေးကိုထမိန်လေးနဲ့တွဲပြီးတော့ဝတ်မယ်ဆိုလို့ရှိရင်လည်းဝတ်လို့ရသေးတယ်နော်46 size လေးက14500နဲ့50 size လေးက15500ပါအပဲဝတ်ထားသလို nose coffee လိမ္မော်ခဲနုဗီရာချိုချင်းဒေါနာစိပန်းရောင်မိုးပြခဲရင်ဆိုပြီးတော့အယောင်10ရောင်ရပါမယ်ရန်ဝတ်လို့ကောင်းတဲ့အင်ကြီးလေးမို့လို့တစ်ထည့်ဝယ်ပြီးရင်10တဲ့လုံးဝယ်ခြင်းပဲဆိုတာကိုအာမခံပါတယ်မရဲ့ဘောင်းမီတွေကစိုက်ပြည့်ရဲ့အတွက်အရန်ဝတ်လို့ကောင်းလို့ဘောင်းမီပဲတက်ထုတ်ပေးပါဆိုပြီးတောင်းဆိုထားတဲ့ချစ်မမတွေအတွက်မီယာအင်ဒိုချီသားလေးနဲ့ဘောင်းမီလေးကိုစိုက်ပြည့်ထုတ်ပေးထားပါတယ်ချီသားလေးဖြစ်တဲ့အတွက်ရေလျှော်စာလေးပါထည့်ချုပ်ပေးထားတဲ့အတွက်ဝတ်လို့ကောင်းမယ်ဆိုတာအာမခံပါတယ်နဒီဝတ်ထားတဲ့36 size လေးကတော့11000ဖြစ်ပြီးတော့အပဲဝတ်ထားတဲ့46 size လေးက13000ပေါင်နေရာထိဝတ်လို့ရတဲ့50 size လေးကတော့1000ခွဲနဲ့ရွေးချယ်စရာအယောင်လေးတွေကတော့6ရောင်ရပါမယ်ရှင်ငန်ကြားလာတဲ့အင်ကြီးမှာပဲတွေ့ရလေးရှိတဲ့တက်တင်းစာလေးနဲ့ဝါချီ spot လုံးလေးကိုတွဲချုပ်ထားတဲ့ဒီအင်ကြီးလေးကတော့အပဲရဲ့ favorite လေးပါတင်းစာလေးကိုမြုပ်ပြီးတော့ချုပ်ထားတဲ့ quality ကလေးမသိရင်လုံးဝကိုနိုင်ငံခြားလာတဲ့ ready made အင်ကြီးလေးအတိုင်းပဲနဒီဝတ်ထားတဲ့36 size လေးက1000ပဲရှိတယ်အပဲဝတ်ထားတဲ့46လေးက1000ခွဲ50 size လေးကတော့16000ဖြစ်ပါတယ်အပဲဝတ်ထားတဲ့အနက်ပန်းနုခဲနုဒေါနာစိပန်းမိတ်ကမယန်းစီအနီးပင်လေပြမိုးပြအဝါဆိုပြီးတော့မှအယောင်က10ရောင်နောက်မှရပါမယ်နော်ဒီပန်းပွင့်ကောင်ဝင်လေးကအမြန်မလူရင်မြင်သာမြင်ရမကျင်ရဆိုပြီးတော့ဖြစ်သွားမယ်ဒီဇိုင်းလေးဖြစ်ပါတယ်လက်ကားယူထားတဲ့မမတွေနဲ့တင်ကိုပဲစီကကုံတလောက်ရှိနေပြီမို့လို့လက်လီလိုချင်တယ်ဆိုလို့ရှိရင်အမြန်ဆုံးလူထားမှရပါမယ်ပန်းပွင့်ကောင်ဝင်အစင်လေးနဲ့တင်ကိုပဲနှုတ်ဖက်နေပြီးသူရဲ့ခါးနေရာလေးမှာဆိုလို့ရှိရင်လည်းခါးတိတ်တိတ်လေးဝတ်ချင်တယ်ဆိုလို့ရှိရင်ကြိုးလေးဆွဲပြီးတော့မှလည်းဝတ်လို့ရသေးတယ်သူက36 size လေးက14000 46 size လေးက2100 50 size လေးက2200ဖြစ်ပါတယ်။နိုးစိန်အသားဗေရာမိုးပြချိုချင်းအဝါဆိုပြီးတော့ရွေးချယ်စရာအယောင်က6ရောင်ရပါမယ်။အခုအပဲပြသွားတဲ့ဈေးလေးတွေကလက်လီတစ်ထည်ချင်းဝယ်ရတဲ့ဈေးလေးတွေဖြစ်ပြီးတော့လက်ကားဈေးလေးသိချင်တယ်ဆိုလို့ရှိရင်တော့မမ collection ရဲ့ Facebook page မမ X up to date collection TikTok account မမ collection ရဲ့ဆိုင်လိပ်စာလေးဖြစ်တဲ့ G26 ဝင်ပေါက်3ညီညီတက်ရွှေမင်္ဂလာဈေးမှာလည်းဝယ်လို့ရပါတယ်နော်